ငရဲတရိစ္ဆာန်ပြိတ်ဖြစ်ပြီးတဲ့နောက်လူဘုံလူဘဝပြန်ရဖို့ဆိုတော့မဖြစ်နိုင်လောက်အောင်ခဲရင်တယ်လို့ပြောတာနော်အေးဒါတော့တချို့တလေကလူဘဝရဲ့တန်ဖိုးကိုမသိဘူးစိတ်ညစ်လို့ဆိုကိုယ့်ကိုယ်တတ်သေးတယ်နောက်ဘဝဘယ်ရောက်သွားမယ်ဆိုတော့မသိဘူးနဲ့တူတယ်လူပြန်ဖြစ်မြန်များထင်းနေသလားမသိဘူးနော်ဒါကြောင့်မို့လို့လူဘဝမှာမသိကြနိုင်အောင်ကုသိုလ်ကောင်းမှုတွေများများလုပ်ဖို့အရေးကြီးတယ်ရထားတဲ့အချိန်လေးကအမှန်တန်မိုးရှိတဲ့ဘဝလေးကိုရထားတာအဲ့ဒီတန်မိုးရှိတဲ့ဘဝလေးကိုဘာတွေနဲ့အချိန်ဖြုံးလို့ဆိုရင်အပျော်တွေအပါးတွေနဲ့ပဲအချိန်ဖြုံးတယ်စီးပွားရေးကိစ္စတွေနဲ့ပဲအချိန်ဖြုံးတယ်အလုံးဟာဒါတွေနဲ့ပဲအချိန်ဖြုံးပြီးတော့ဘဝတစ်ခုဆုံးသွားကြပြန်တယ်ဘာတရားမှလည်းမသိလိုက်ဘူးဆိုအလွန်ဆုံးရှုံးနေတာပဲပေါ့မစင်စားရင်တော့မသိဘူးစဉ်းစားရင်အဖြေကဒီတိုင်းလာမှာပဲဟုတ်ကဲ့လားကဲထို့တူပဲပြိတ္တာဘဝကိုကြည့်လိုက်အောင်ပြိတ္တာဘဝကနေလူဖြစ်တာတို့နတ်ဖြစ်တာတို့အလုံးကိုနဲတယ်ဘယ်သွားတော့ပြိတ္တာဘဝကနေပြိတ္တာပြန်ဖြစ်တာပြိတ္တာဘဝကနေငရဲကျသွားတာပြိတ္တာဘဝကနေတိရစ္ဆာန်ဖြစ်သွားတာဒါတွေကပဲများတယ်အဲ့ဒါကိုပြောတာဘဝခရီးသွားအနေအများစရင်ထုတ်ကြည့်လိုက်ရင်အဖြေဟာဒီတိုင်းတွေ့နိုင်ပါတယ်လို့